ဒါလေးကတော့သူများတွေကစော့နေတာသူကတော့လိုက်ကြည့်သူကြိုးချီတာလို့ဆိုပြီးတော့အမမျက်နှာငယ်လေးနဲ့စော့တဲ့ကစားဝဲတွေကိုသူလိုက်ရှုံမှဆိုပြီးသူကြိုးချီတာအကြိုးချီတာတော့မျက်နှာငယ်လေးနဲ့လောက်အားနဲ့မနေနိုင်တော့ခေါ်ပြီးတော့ချီထားတာပုံမှန်ဆိုလို့ရှိရင်သူကလူပေါ်မှာလို့ကြာကြီးမနေဘူးဒီနေ့တော့သူတော်တော်စိတ်မကောင်းဖြစ်ပြီးဝဲနေနေလို့နေမှာလူပေါ်မှာကြာကြီးပဲတော်တော်ကြာရဲ့ဒီသူနေပြီးတော့ထိုင်ပြီးတော့ကြည်နေရှာသူကလိုမျိုးလူတွေတခုလုပ်ပြီးဆိုလို့ရှိရင်သူကလိုက်လှုပ်ချင်တာဒါကိုဆက်လဲဆက်စုတယ်လိုက်လဲလှုပ်ချင်တယ်လူတွေရှုပ်ဆိုသူကသွားချင်တယ်တနာနဲ့တနာစရာတွေလှုပ်ပြနေတော့လည်းမနေနိုင်ဘူးချီထားတာအဲ့လိုကြာလဲငြိမ်းတာပဲအန်ဒီရုပ်ကလေးကလည်းချစ်စရာနေ